ပင်ရစူးတွေပါတယ်ဗျာပါတယ်ပုံမှန်ဆိုချယ်ရီက၄လပိုင်းတော့ပွင့်တာပေါ့နော်ဒီမှာစောစောစီးစီးကိုပွင့်နေပါတယ်မတ်ဆောက်ကြီးဗျဒါတော့တင်းချိုင်းကုန်းဖြစ်ပါတယ်မင်္ဂလာပါဒီနေ့တော့ကျွန်တော်တို့နီးနားကျွန်တော်တို့အလုံးနောက်ကတောင်ကိုတောင်တက်ခီးကျမ်းမာရေးလေ့ကျင့်ခန်းပေါ့နော်သူကတပတ်တစ်ခါလောက်တောင်မတက်ရရင်မနေနိုင်တော့ကျွန်တော်တို့ကဒီအချိန်လဲသိမ့်မရတော့ဒီဘက်ကအနီးနားတောင်ပဲကျွန်တော်သွားမယ်ဒါတော့တင်းချိုင်းကုန်းဖြစ်ပါတယ်ကိုရီးယားဒီတောင်ပေါ်တွေမှာဒါမျိုးတွေအများကြီးတွေ့ရပါတယ်သူကတေချာကြကြနာနာလောက်ထားတာပါနော်အပတ်စံရှိတဲ့လူတွေကဒီလိုမျိုးအဲ့လိုတင်းချိုင်းတွေကို share လုပ်ပါတယ်မတ်ဆောက်ကြီးပင်ရစူးတွေပါတယ်ဗျာဒီဘောကောဖောက်တက်လိုက်ကောင်းမလားအဲ့တော့ဟိုဘက်ကြီးဆွေသွားနော်ဟေးဒီလမ်းမဟုတ်ပါဘူးကျွန်တော်တို့ကိုယ့်နဲ့ကိုအပင်6တဲ့ရာသီဥလို့မလို့ဒီပင်စိုးပြီးတော့တောထုတဲ့ရာသီဆိုမလွယ်ဘူးဗျကျွန်တော်နောက်မှာမြင်နေရတော့ချယ်ရီတောအုပ်လေးပါဗျာတောင်ပေါ်မှာတကူတကစိုက်ထားတယ်ဗောနော်ချယ်ရီတောအုပ်လေးဖြစ်ပါတယ်စောစီးစီးပွင့်နေပါတယ်စောစီးပွင့်နေပါတယ်ပုံမှန်ဆိုချယ်ရီက၄လပိုင်းတော့ပွင့်တာဗောနော်ဒီမှာစောစောစီးစီးကိုပွင့်နေပါတယ်ရမ်းလှပါတယ်ဗျာချယ်ရီလေးတွေရမ်းလှပါမှုရင်းနေ